ပါခင်ဗျာမင်္ဂလာပါခင်ဗျာဒါကျွန်တော်ဆိုင်ဆော့ဥပဒေပုံမှန်ဖြစ်ပါတယ်ခင်ဗျာကဲအချင်းတွေကတော့မြင်တဲ့အတိုင်းပါပဲမနေ့ရှင်းလာပွဲနဲ့မှာစပြောလို့ဈေးဝယ်စရောက်တယ်ခင်ဗျာကဲအဲ့တော့နောက်ထပ်ရွာပြင်ထုတ်ထားတဲ့သူတယောက်ရှိပါတယ်ခင်ဗျာရွာပြင်ထုတ်ထားတဲ့သူကတော့ဒီမှာပါကဲဒါကတော့ရွာပြင်ထုတ်ထားတဲ့သူပါခင်ဗျာဇီလေးဟုတ်ပါတယ်ဒီမှာလည်းပြေးမွေးဒီမှာပဲနေဆိုင်နဲ့ပြေးမွေးရတဲ့အကြောင်းအရာတော့ဆိုင်ထဲမှာအပြည့်ဖြစ်နေလို့ပါခင်ဗျာဆိုင်ထဲမှာအပြည့်ဖြစ်သွားကဲစောဥပဒေဆိုတော့ဆိုင်လည်းပြင်မပြီးသေးဘူးပြင်မပြီးသေးတော့ကြတော့ကဲဒီတိုင်းလေးပဲဆိုပြီးတော့ဖြစ်လိုက်တာလူပညာရှင်တွေလည်းground open ကြမှာဖွင့်မယ်ဆိုကြည့်ရောကျေးဇူးများတင်ပါတယ်ခင်ဗျာအခုကျသူကြောင့်ကျေးဇူးများတင်ပါတယ်ခင်ဗျာကဲဒါကတော့နောက်ပိုင်းမင်းသမီးပေါ့ရှေ့မှာတော့ရှေ့ထွက်မင်းသမီးရတယ်လေဒါနောက်ပိုင်းမင်းသမီးနောက်ပိုင်းမင်းသမီးကျွန်တော်တို့အထဲဝင်လို့မရတော့အဲဒါမှကျွန်တော်တို့ဒီကားနေကိုကျတော့တကားသားလို့မင်္ဂလာပါခင်ဗျာမင်္ဂလာပါအဲ့ဒါပဲလုပ်လို့ရပါတယ်ခင်ဗျာကျေးဇူးပါခင်ဗျာ